ဘာလို့လူတွေအများကြီးကကွန်မန့်လာပေးနေရလဲကျွန်တော်တင်းထားတဲ့ဗီဒီယိုဖိုင်တစ်ခုမှာပေါ့နော်လူတွေကွန်မန့်တွေအများကြီးလာပေးနေကြတယ်ဒါကျွန်တော်ရဲ့ TikTok အကောင့်ပေါ့နော်ကျွန်တော်လုပ်ငန်း idea တစ်ခုအနေနဲ့စဉ်းစားထားပြီးဒီ TikTok အကောင့်တစ်ခုဖွင့်ထားတယ်ဒီမှာကျွန်တော်အရင်ဆုံး audience တွေရအောင်လုပ်နေ follower ရအောင်အရင်ဆုံးတည်ဆောက်နေကျွန်တော်ဘာမှမလုပ်သေးဘူးဒီမှာကျွန်တော်ဒီဗီဒီယိုမှာပေါ့နော် engagement တွေအများကြီးရနေကျွန်တော်ဘာမှမဟုတ်ဒီစာလေးနည်းနည်းလေးပဲတင်လိုက်တာ question လေးနည်းနည်းလေးပဲတင်လိုက်တာဒါကို comparison ဟုတ်လို့ခေါ်တယ်လူတွေကနိုင်ရှင်ရတာကိုကြိုက်တယ်ကျွန်တော်အားကြောင့်မလို့နိုင်ရှင်ရတာကိုကြိုက်တယ်သူတို့အကြိုက်ကိုလိုက်ပြီးကမှကျွန်တော် question လေးထုတ်လိုက်တယ်ပေါ့နော် question လေးထုတ်လိုက်တယ်ဒီမှာ hero နဲ့ down fan ဘယ်ကပူကောင်းလဲဆိုမှတင်လိုက်တာဘယ်ကပူကောင်းလဲဆိုတော့သူတို့လူတွေကလေနိုင်ရှင်ရတာကြိုက်တယ်ဥပမာ Ronaldo နဲ့ Messi ဂျပန်နဲ့တရုတ်ဂျပန်နဲ့တရုတ်ပြီးတော့တရုတ်နဲ့အမေရိကန်သူတို့အားပေးတဲ့အရာကိုသူတို့စိတ်ထဲမှာရှိပြီးသားကြိုက်ပြီးသားအဲ့ဒါကိုသူဖြည့်အောင်လို့ကျွန်တော်တို့ရဲ့ဒီအကောင့်ကိုလည်း engagement တက်အောင်မနော်ဒါဆိုဒီကောင်းဆိုအမြဲတက်နေတော့မှာဒီလိုမျိုးတော့မိတ်ဆွေတို့လည်းဒီလို question လေးနဲ့အတူလေးနဲ့ပဲမှာဒီပုံစံလေးကျွန်တော်ဘာမှခက်ခဲလောက်တာမဟုတ်ဘူး TikTok မှာပဲအကုန်လုံးဒီနောက်ခံ background တွေလည်း TikTok မှာပဲတစ်ခါလေးလောက်တာစာလေးပဲထည့်လိုက်တာသူတို့ကနိုင်ရှင်ရအောင်ကြိုက်တယ်သူတို့ကြိုက်တဲ့အရာတွေကိုလေအဲကြောင့်မိတ်ဆွေတို့လည်းဒီနည်းလေးကိုသုံးချလို့ရပါတယ်